တကြံကိုနိုင်ဝက်လောက်ကြားတယ်ကြားဘူးလားကျွန်တော်လည်းမကြားဘူးအခုမှကြားဘူးပြီးတော့အခုမှကြုံဘူးလားတကယ်ပွဲကောင်းစဉ်ကတော့မီကန်ကျယ်လို့ခေါ်တယ်ထိုင်ဝမ်ရောက်နေတဲ့ယူနန်လူမျိုးတွေရဲ့ရိုးရာပွဲတစ်ခုပါရှမ်းလူမျိုးတွေရဲ့ရိုးရာရည်ကြီးတွေလည်းပါပါတယ်ရှမ်းအိုးစီတို့ရှမ်းအကတို့လည်းပါပါတယ်အဲ့ဒါကြောင့်ဒီပွဲကယူနန်ရှမ်းမြန်မာယဉ်ကျေးမှု၃မျိုးရောစပ်ထားတဲ့ပွဲလည်းဖြစ်ပါတယ်ပွဲအစီအစဉ်ကတော့အများကြီးရှိပါတယ်ဒါပေမဲ့ကျွန်တော်ရောက်သွားတဲ့အချိန်တိုက်တိုက်ဆိုင်ဆိုင်တကြံကြမဲ့အချိန်ပဲဖြစ်ပါတယ်ရေပတ်ဖို့အတွက်ဟော်ရီကားကြီးနဲ့စောင့်နေ跟着我们的姑娘们，跟着贵宾们一起来！ကျွန်တော်ဘေးကကိုကြီးကမကြုံဘူးလိုက်ခဲဆိုလို့ကျွန်တော်လည်းရောက်လာဒီကိုကြီးကကျွန်တော်နေလေသာပါကြွေးပြီးခေါ်သွားတာဗျာမကြီးရွယ်ပဲရောက်သွားတဲ့ပွဲမှာမကြီးရွယ်ပဲတကြံကြလိုက်တာပေါ့ထိုင်ဝမ်မြန်မာနန်းဝါရှင်ကျဲမှာနှစ်တိုင်းတကြံလုံးလေးရှိပါတယ်ဒါပေမဲ့ဒီပွဲကမြန်မာနန်းတကြံနဲ့တော့မတူပါဘူးနိုင်ဝယ်ပဲကြတာပါပွဲလုပ်တဲ့နေ့က4လပိုင်း25ရက်နေ့နဲ့26ရက်နေ့စနေနေ့တွေရုံးမရက်ပါကျွန်တော်ရောက်သွားတာတော့တနင်္ဂနွေနေ့26ရက်နေ့ရေနဲ့ဆော့လို့ပြီးတော့မီးနဲ့ဆော့တယ်ဒါမဲ့မီးကအအနေများတဲ့အတွက်တယောက်တည်းပဲဆော့ပါတယ်နောက်ပိုင်းစီစဉ်နေလည်းရှိပါသေးတယ်ဒါမဲ့ကျွန်တော်ကပြန်မှဝေးလို့တကြံပြီးတာနဲ့ပြန်လာပါတယ်ပြန်ကန်ဒီကားမစီးခင်နှာနဲ့နဲ့စီးသွားပါတယ်ဒီလောက်ပါပဲဒါရိုက်တာကျွန်တော်ဇော်ကြီးပါ